တော့ဘောဟိုမှာပဲဟာဘာရီစားနေရင်မသိဘူးဟဲ့တော့ဘောလာလေရေကူးကြရအောင်အေးလာပြီအဲ့လိုပြောပြီးမိဝိုင်းတို့ဘက်ကိုပြေးလာတော့ပစုံငရောင်နဲ့ကလေးလေးတော့ဘောနောက်ကိုလိုက်လာခဲ့တော့တယ်ဟိုကိုကြီးတောင်းကိုပစုံငမိုးလေးပြေးသွားအောင်လေဗျာဟမ်ပစုံငကအမြင့်ကျွေးတာမဟုတ်ဘူးလားဟာဒီတော့ဘောတော့နေ့လေတမင်စာကျောင်းဆင်းချိန်မှာတော့ဖိုးထူတို့၄ယောက်သားကကျောင်းရှိကပင်ကြီးရောက်မှဝိုင်းပြီးထမင်းထိုင်စားနေခဲ့ကြတယ်။ဖိုးထူကဟိုကြီးတီကြီးကြည့်နေရဲ့မိဝိုင်းကိုမေးလိုက်တယ်။မိဝိုင်းနေမကြီးကြည့်နေရတယ်။ငါစာအုပ်ကိုလိုက်ရှာနေရဟာငါနဲ့ထမင်းတူစောင်းမပြောပြီးတော့စာသင်ခန်းထဲမှာလည်းမတွေ့ဘူး။ဘယ်သွားလိုက်တယ်မသိဘူးဟာ။ထမင်းကိုပလုံပလောင်စားနေရဲ့တုတ်ပေါ်ဟာ။စောင်းကဟိုမှာမဟုတ်လား။ဒီလိုနဲ့မိဝိုင်းတို့လည်းတုပ်ပေါ်ညွန်မြကိုကျင်းလိုက်ချိန်မှာစာအုပ်ကမုတ်ထုတ်တွေနဲ့သူတို့နာကိုလာနေခဲ့တာပါဟဲ့စာအုပ်နေပဲသွားနေရလေငါမို့သွားဝယ်နေရဟာဆိုင်မှာလူကြနေရနဲ့စောင့်နေရလူကြသွားတယ်ဘာတွေဝယ်လာလဲစာအုပ်အစုံမင်းကပင်ရဲ့စားကြအောင်လေဒီလိုနဲ့သူတို့ဖွဲ့လေထမင်းကိုမြန်ရည်ရှက်ရည်စားလိုက်ကြတော့တယ်ငါမင်းတို့ပြောပြစရာရှိရဲ့ကွငါဒီတစ်ခေါက်အစ်စ်တရရင်ဦးလေးစန်းတစ်ကလေငါသွားကျင်တဲ့နေရာကိုလိုက်ဖို့မှာတဲ့ဟင်ဟုတ်လားမင်းဒီလားလေအစ်စ်နေရတယ်မဟုတ်လားဟုတ်တယ်ဒါမို့လေမင်းတို့သတင်းကြိုကြောင်းပေးရမှာဘယ်သွားကျင်ကြလဲငါတော့ချောင်းမာကန်ကြီးသွားကျင်တယ်ဟုတ်တယ်ငါရောပဲစောက်နင်လဲဒီတကဒုနဲ့တူလိုက်ခဲ့နော်ဖြစ်ပါမလားမိဝါရဲ့ငါအမေကမလွတ်လောက်ဘူးထင်တယ်အဲ့ဒီကိစ္စအတွက်ဆိုရင်တော့ပူးမနေနဲ့နင်သာလိုက်မယ်ဆိုရင်ငါလိုက်ပြောပြီးမယ်တကယ်နော်တကယ်ဒါဆိုငပိန်ရောချောင်းမအောင်လိုက်မှာလားငါကမင်းတို့ပဲသွားလိုက်ဖို့အစင်းနေမယ်ကွယေးဒါလို့ဆိုကျောင်းမပိတ်ခင်မဟုတ်သေးချာစုပြီးတော့ဝယ်စရာရှိအောင်ကြိုဝယ်ထားရမယ်ဟုတ်တယ်ဟာချောင်းသာကန်ကြေသွားဖို့အတွက်အဝေးစားလှလှလေးပြင်နေကမျက်မှန်လည်းမပါမဖြစ်ပဲနော်ဟုတ်တယ်သူတို့တယောက်တကုံပြောနေကြတော့ကျောင်းထက်ကောင်တော့ထိုးသွားခဲ့တော့တညနေမှာတော့မိဝိုင်းတယောက်အိမ်ရှိကကွက်ပြစ်မှထိုင်ရင်စာအုပ်လောင်စောင့်နေခဲ့တယ်ဒီစာအုပ်လေထွက်လာပြီဆိုပြီးခုထိရောက်မလားဒီလိုနဲ့ဈေးသိမ်းသွားရင်ဝယ်ကျင်တာမဝယ်ရပဲဖြစ်နေပြန်တော့မှာဒေါခင်ဝိုင်းကအိမ်ရှိကိုထွက်လာကိုမိဝိုင်းကိုမြင်လိုက်တော့ဟဲဈေးထဲသွားမယ်သူကခုထိမသွားရသေးဘူးလားသမီးရဲ့ဟုတ်တယ်အမေရဲ့သမီးစာ